လူတွေတယောက်နဲ့တယောက်အမြင်မကြည့်တာမခေါ်မပြောနိုင်ဆက်ဆံရေးပြတ်တာ mind reading fallacy လို့ခေါ်တဲ့စိတ်အဖက်မှားလို့ပဲကိုယ့်ရဲ့အတွေ့အကြုံခံစားချက်ကိုအခြေခံပြီးသူငါ့ဘောဒီလိုတွေးနေမှာသူဒီလိုငါ့ကိုခံစားနေမှာသူဒီလိုငါ့ကိုထင်နေမှာဆိုပြီးတော့ယူဆလိုက်လို့ဖြစ်တာတချို့ကပြောကြရမလားငါမှ six sense ရှိတယ်ဘာညာပေါ့တကယ်စိတ်ဖက်တာမှန်သွားရင်ကိစ္စမရှိပေမဲ့စိတ်ဖက်တာမှားပြီးယူဆမိရင်ကြတော့ပြဿနာတွေတက်ကြအောင်ဆက်ဆံရေးတွေပြတ်ကုန်ရောတခြားသူရဲ့စိတ်ကိုကိုယ့်ရဲ့အတွေ့အကြုံနဲ့စိတ်အပေါ်အခြေခံပြီးတော့ယူဆလိုက်တာအဲ့ယူဆတာတန်တရားစိတ်ပိုများပြီးတော့အဲ့လူမကောင်းမြင်တဲ့စိတ်တွေများလာတော့တာပဲအဲ့အောင်သတိထားမိလားမသိအဓိကမသေးကြတဲ့တခြားသူစိတ်ကိုမှားဖက်ပြီးကိုထင်တယ်လို့မယူဆကြနဲ့အဲ့ဒါဘာလဲဆိုတော့ projection လို့ခေါ်တဲ့ကိုယ့်ရဲ့ခံစားချက်ကိုပြန်ခံစားပြီးတော့ယူဆမိနေတာဥပမာကို့မှာသူများကြီးပွားတာမနာလိုစိတ်ရှိနေရင်တခြားသူကိုလည်း तू ကငါ့ကိုမနာလိုနေတယ်လို့ယူဆမိရမျိုးဖြစ်နေတာအဲ့ဒီစိတ်ကို projection လို့ခေါ်တယ်တခါအုံနောက်ကပါကို့ခံစားချက်ကိုကောက်ချက်ထက်ချမိအောင်ဖြည့်ပေးပြန်ရောတခြားလူမျက်နှာအမူအရာနဲ့စကားနည်းငယ်လောက်ပဲကြည့်ပြီးတော့ तू ငါ့ကိုမုန်းနေတာ तू ငါ့ကိုမလေးမစားလုပ်နေတာစသဖြင့်ကိုထင်ရမှန်တယ်လို့ယူဆမိအောင်အုံနောက်ကပါ confirm လုပ်ပေးလိုက်ရောအဲ့မှာငါထင်တာမှန်တယ်လို့တခြားသူရဲ့စိတ်ကိုယူဆခြင်းတလို့ယူဆလို့ဆက်ဆံရေးတွေပြတ်ကုန်တာတကယ်ကလူအမျိုးမျိုးမှာစိတ်အနေထားအတွေးခံစားချက်မတူတာကိုသတိထားဖို့လိုတယ်တကယ်တမ်းကတယောက်နဲ့တယောက်အတွေးမတူကြဘူးအဲ့လိုကိုထင်ရတွေးတဲ့လူအများစုမှာဘာချို့တဲ့နေရလဲဆိုရင် lack of empathy လို့ခေါ်တဲ့ကိုချင်းစာတရားနည်းလို့အတွေ့အကြုံနည်းလို့တခြားသူရဲ့ခံစားချက်အတွေးကိုသေချာအောင်မမေးပဲနဲ့ကိုထင်တယ်လို့ယူဆလိုက်တာတကယ်တော့ငါထင်တာနဲ့အမှန်တကယ်ဖြစ်နေတာမတူနိုင်ဘူးဆိုတာသတိထားဖို့အရန်ကိုမှလိုအပ်ပါတယ်နားထောင်ပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်